အတိတ်ဝဲစွာရှေ့ကဘာတော့ကမကရတိုင်းဘယင်ကြီးမှာသားတော်လေးတစ်ပါးဖွားမြင်တယ်တဲ့အဲ့ဒီသားတော်လေးကိုဖွားမြင်တဲ့အချိန်နဲ့တစ်ချိန်တည်းမှာပဲပရောဟိတ်ပုံတော်ကြီးရဲ့ပုံလေးမကြီးမှလည်းပဲသားလေးတစ်ယောက်ဖွားမြင်တယ်ဘယင်ရဲ့သားတော်လေးနာမည်ကအရိဏမမင်းသားတဲ့ပရောဟိတ်ပုံတော်ကြီးရဲ့သားတော်လေးကသောနကလို့ခေါ်တယ်အရိဏမနဲ့သောနကတနေ့တည်းဖွာတစ်ခုတည်းတရက်တည်းတလတည်းတစ်ချိန်တည်းဖွာပဲ့တော်တယ်အဲ့ဒါရောက်မို့လို့သားတော်နှစ်ပါးမို့လို့ဘုရင်ကြီးကလည်းပဲအလွန်တရားကိုချစ်မြတ်နိုးပြီးတော့ပရောဟိတ်ရဲ့သားတော်သောနကကိုသူ့သားတော်လိုပဲမင်းသားတွေနေတဲ့အဆောင်ရောင်နဲ့ပုံနာမျိုးဖြစ်ပေမဲ့လို့မင်းမျိုးမင်းတွေလို့အဆောင်ရောင်နေနဲ့ဒီလိုထားချီမြောက်ထားအဲ့ဒါအရိဏမနဲ့သောနကတို့သားတော်နှစ်ပါးလက်ဘေးဖက်ပြီးတော့အတူသွားအတူကစားနဲ့ကြည်ပင်လာတဲ့အခါမှာတက်ကသီလကိုပညာသင်ကြားဖို့လို့ဘုရင်ကြီးနဲ့ပရောဟိတ်ပုံတော်ကြီးတို့ကတိုင်ပင်ပြီးတော့ကလေးနှစ်ယောက်ကိုကြောင်းပို့ကြကြောင်းပို့ကြတဲ့ခါကျတော့ကြိုက်သားတော်တို့ပညာသင်သွားကြယောက်ျားဆိုတာအတတ်ပညာတတ်ရတယ်လို့ပေးလိုက်တော့သွားကြရောအဲ့ဒါမကရတိုင်းကနေပြီးတော့ဗာရဏသီပြည်ကိုဖြတ်လို့တက္ကသိုလ်ကိုရောက်တယ်